ဘာဖုံးရံဖိဖိတ်ဆောင်လျက်မြက်လှစွာသောမြန်မာတက္ကသိုလ်1386ခုတွင်တပေါင်းလဆန်း3ရက်ခရစ်နှစ်2025ခုနှစ်မတ်လ2ရက်တနင်္ဂနွေနေ့ရတနာဇဘုမတလူအောင်မြင်ပိုင်ဆိုင်မောင်စံမျိုးညီဦးဒေါ်ရွဲ့ရွဲ့ရင်တို့ဤသမီးကြီးရတနာကျက်တီဘုံတရင်ပွေးပြန်တင်းထုတ်ပါလေမတ်ထက်ရင်ဝင်းနက်ခတ်တိတ်မင်္ဂလာနရီနယီတည်ရဗဗီဇနာရဏီမင်္ဂလာတို့သာမောင်ဆက်မျိုးနိုင်ရဲ့မင်္ဂလာတို့သမီးမတ်ထက်ရင်ဝင်းတို့ရဲ့စူရရည်ပတ်ချိန်နာလက်ထက်မင်္ဂလာတပည့်ပွဲဆင်နွှဲရဲ့ချိန်ခါတည်ရအောင်မင်္ဂလာအောင်ရသည်အခါရက်မြတ်ဆက်ကပတ်နက်ခတ်အကျွမ်းရက်မြတ်ဆန်းလို့နတ်ပန်းကြီးတတိညာဖြစ်ရေပြာခိဇေယတုကိုသုံးစုပတ္ထနာတိတ်နမိတ်ကောင်းတဲ့ဗိသိက်ကိုလောင်းလိုက်ပါတော့တယ်အောင်ဇေယတုအောင်ဇေယတုအောင်ဇေယတုတပါပဲကလားခသိန်းရပယ်လန်ရိပ်ဖြဲကောင်းမြတ်လာဆိုမင်္ဂလာသည်တိတ်တထူတီပါစေသောတည်စေသောအောင်အမရောဟရဂရီပတ္တပိကစားတေပိတကဟရိဟရိစာမဟိန္ဒရောဘာဟိန္ဒရောဗျာစန္ဒရောနရစန္ဒရောပေရဘာလာချာဒုရိတရာဣဇာတရာစေနာမုလီကောဝမရောလောင်ကွန်ထရာအောင်လင်္ကစံကျုပ်ဘန်တူဇယမင်္ဂလာမင်္ဂလာပိဋိကံအောင်မြင်စွာထမြောက်ခဲ့ဖြစ်ပါတယ်